ငါကေးဆုံးလေငါပီစီဆုံးတာပြေးလိုက်တော့ခွာငါအိမ်မှာကြောက်ရရှိငါဘာလို့မှလဲကွာဒီပလေးမဘလို့ပိတ်ရမှာငါဒီပလေးမပိတ်လာပလေးပါကုန်းပိတ်ပလေးပါလေကုန်းပိတ်ကွာပြင်တော့မှာကွာငါအိမ်မှာကြောက်ရပြေးနာငါကန်းကြီးသွားတော့မှာကွာပြင်မှာငါကန်းကြီးပဲသွားတော့သွားမယ်ရရင်သွားမယ် let's go ငါကန်းကြီးပဲသွားမှာဟုတ်တယ်ကွာအိမ်မှာဆိုကွာ PC ပဲတကယ်ကိုစောနေအားလည်းမရှိတော့အသွင်ခဲ့ရမှမှန်နေပြန်တော့မကွာငါကန်းကြီးပဲသွားတော့ကန်းကြီးပဲသွားမယ်ကွာကန်းကြီးသွားမယ်ကွာ let's go သွားမယ် let's go သွားမယ် let's go dude let's go ရောက်ပြီကွာငါကန်းကြီးမှာစားမယ်ကွာစားပြီးတော့ငါရေကူးလိုက်အောင်မကွာပြီးနေကွာအိမ်မှာလူတယောက်တည်းဆိုရေလေးဆိုင်လာရေကူးလိုက်အောင်မကွာကိုကြငါရေမချိုးငါတော့ဆက်ဆောင်ရတော့စီကဲကွာငါလည်းရေမချိုးတော့ကြားနေပြီကွာငါတော့မကွာပြီးနေကွာတော့မယ်ဘယ်သူမှမကြောက်တော့ကွာတော့မယ်ကွာအိမ်မှာတယောက်တည်းပြီးလာဖုန်းပါလားလို့ဟေးအောင်မင်းမရှိလားကွာစေအောင်လာခဲ့ပါဦးဘယ်သူလဲဖုန်းချပါကွာတော့မကွာငါဘယ်သူခေါ်ရလဲမသိပါဘူးကွာတော့မကွာတော့ငါဒီအိမ်မှာတော့မကွာငါဒီမှာဘာလို့မှလည်းမသိဘူးကွာဟိုမိပြတာတော့မကွာ let's go တော့မ let's go ငါဘယ်တော့မှလဲကွာသိပြီဟောဖုန်းနဲ့ဆက်ပြီးငါဘယ်တော့လို့ဘယ်တော့ဟောဖုန်းနဲ့ဆက်ပြီးငါဘယ်တော့မှရောဟောဖုန်းနဲ့ဆက်ပြီးကွာငါဘယ်တော့မှလည်းမသိတော့မကွာ let's go သူခေါ်နေရပြီဆိုတော့စိတ်ရောက်လာခဲ့ဆင်ခိုးချင်းရောက်လာခဲ့တော့မကွာ let's go ဆင်းအောင်ဒီကြားထဲမှာပဲဒီလမ်းကြားထဲမှာပဲဒါငါတို့ရဲ့လမ်းကြားလေးပေါ့ရောက်ပြီကွာဆင်းအောင်တော့ရောက်ငါ့ကိုခေါ်တာသိပြန်ပြီကွာဆင်းအောင်မြောက်ကငါသိပါအောင်တော့မယ်ကွာဆင်းအောင်ငါ့မလာမခေါ်တာမလာကျတော့မလာမခေါ်တာယောမလာတော့ကြည့်ဟုတ်ကဲ့ကျွန်တော်ခေါ်လိုက်မယ်ရမတော့ဘယ်လည်းမသိပါလာမတော့ဒီကနေ့မှခေါ်တာလာမဒီကနေ့မှအပချာငါနဲ့ခေါ်နေဘာလို့ပြောကျွန်တော်ပြောလေကွာမင်းကတော့လိုက်ခဲ့โอเคကျွန်တော်လိုက်ခဲ့ပါတော့မလားကျွန်တော်အမားလောက်လိုက်ခဲ့မယ်တော့မယ်မဘာကိစ္စရှိလို့လဲနင်ကတော့လိုက်ခဲ့စမ်းပါဗျာအဲ့လိုမျိုးကျွန်တော်သိရလေအဘဘောလေးသူဘောတယ်မဘောသူကအဖေမရှိဘူးလေသူမနေရကားတဲ့တေကွာဟလိုနားပါလေဒါပေမဲ့သူပတ်စံပေးဖို့ငါပတ်စံဘုပေးမှလည်းငါ့ဦးလည်းတနာတော့ဒီမှာခေါ်ပေးတာပတ်စံလူတွေဗျဒါတော်အောင်စုကြည့်တော်သူပေးသေးပြီသူတော်နားလုံးနဲ့ခုံနေတာကိုကျွန်တော်ပေးလိုက်မယ်မရပါတယ်ဗျနင်တို့လူမျိုးအဲ့လိုလူမျိုးငါရှာနေတာဟောကျွန်တော်ပေးလိုက်ပါမယ်ပတ်စံတော့ပေးလိုက်မယ်သူပတ်စံလေးโอเคကျွန်တော်ပတ်စံပေးလိုက်ပါမယ်အောင်လားအဲ့တော့ကတော့လာအောင်မေတော်ပြီကွာဘောငါမင်းခေါ်ရမယ်တော့မင်းကျွန်တော်သူ့မွေးသားလိုက်ပါမယ်မွေးသားလိုက်လေ
သွားပြီဗျာဘူတက်ခဲ့ဘူမင်းတို့တိလာတိနေကိုနေမန်အိုပီချာလေမင်းတို့တိနေရမှာလေပါမလားအမ sorry နေမလို့တာလေ sorry ပါပါပြီနော်အမသွားပြီဗျာအမတက်တာလို့ပြောကျွန်တော်လက်မအောင်ဗျာအေးရတယ်ငါတို့ဘာတက်လဲသွားပြီဗျာသူ့ကျွန်တော်အိမ်မှာမွေးသားလာအောင်ပပငါမတို့ပတ်ဆိုင်ပြီးအရင်ကကြီးထုတ်တင်ပါတယ်ကိုကြီးအိုပီချာရပါတယ်ကွာအေးသွားမယ်နိုင်ကတော့မသိလားကျွန်တော်မသိဘူးဗျာကျွန်တော်မွေးသားကျွန်တော်ကြီးထုတ်တင်ပါတယ်ရပါတယ်ကောင်မင်းတို့စီပြောတော့နေပါကွာအေးပြောတော့နေပါမယ်ကွာတက်ကွာလာစင်ဝိုင်းမယ်ကွာမင်းလက်ခဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျကျွန်တော်အိမ်တော်မျိုးလက်ခဲ့ပြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့လာခဲ့ကွာမင်းလာခဲ့သွားမယ်မင်းလာခဲ့ကွာမင်းလာခဲ့သွားမယ်အေးပတ်စံယူလာအောင်ပတ်စံဒီတော့ငါပတ်စံရှိပတ်စံသွားမယ်စကူသွားမယ်လာရောက်လိုက်ခဲ့လိုက်ပါပြီငါပတ်စံနဲ့ငါမေမုံဝဲကြီးမှာကွာတကယ်ငါအိတ်ကြိုင်လာပြီဟုတ်ကဲ့ကျွန်တော်ကြိုင်နေပြီပါဗျာငါဒီမှာပြောတော့နေပါကွာငါမေမုံလိုက်ဝဲကြီးမယ်ကျွန်တော်အစားရန်ကိုကြီးပြတော့ကျေးဇူးတင်ပါရပါတယ်ကွာအမေတို့မွေးသားကြီးမှာလေကွာငါလည်းပြီးနေအတော်ပဲကွာနေကောပီစီပဲတိုင်တော့နေတာမင်းတို့လည်းဖိုးရတာပေါ့ကွာဟုတ်ကဲ့လာအမကျွန်တော်ပတ်စံမဟုတ်ဘူးမင်းဒါမှကိုကာတဘူးတော့ကိုကာတဘူးတော့ယူအဲ့တဘူးတော့ယူရပြီငါလည်းကော်ဖီတဘူးယူလိုက်မယ်ရပြီအရှိမယ်ငါဒါလေးပဲယူလာအောင်မယ်ဒါလေးတစ်ခုယူလိုက်မယ်ရပြီကွာသွားမလားသွားမယ်ကျွန်တော်လည်းခဲ့ပြီသွားမယ်ငါအိပ်ပြန်မယ်ကွာဝါစားဝါလိုက်ခဲ့သွားမယ်ဟိုင်ငါဆိုင်ငယ်လည်းငါနောင်ကြပြအောင်မငါကားချင်းတော့မနောင်ကြလဘဂီနီငါချင်းတော့ကောင်းလားပတ်စံမရှိဘူးကွာပတ်စံငါတင်ရလို့လေငါမ3000ကျော်ရဦးလေသွားမယ်လားဘူလာငါမောက်ကြည့်မယ်တချို့လာအောင်အမီတော့ကိုလာကွာအမီတော့ကိုလာမင်းတောက်လိုက်ကျေးဇူးတင်ပါတယ်ဗျရပါလေကွာတောက်ငါကျတော့ကော်ဖီတောက်မယ်ကွာငါကော်ဖီဝယ်လာထိုင်လည်းငါစားမယ်ကွာတန်ခါဝယ်လာသွားမယ်ရကွာမင်းအိတ်တော့ကွာလာအမီတော့ခန်းစီနေမယ်ဒါမှမင်းတယောက်အိတ်ကွာမင်းတယောက်လာအိတ်โอเคလားအခုကျွန်တော်အိတ်လိုက်ပါမယ်ဗျအခုကျွန်တော်အိတ်ရမ်းပိုက်လိုက်ပါမယ်ဗျဟုတ်မင်းအိတ်လိုက်တော့ကျွန်တော်အိတ်တယ်မင်းတော့နော်ရသွားပြီကျေးဇူးတင်ပါတယ်ဗျာဟုတ်